မင်္ဂလာပါဒီနေ့ကျွန်တော်တို့ Netflix ရဲ့အသစ်ဆက်ဆက်တောင်ကိုရီးယား series The Price of Confession ကိုသုံးသပ်ပြောပြသွားမှာပါဒီ series က crime thriller mystery ဇာတ်အိမ်ကိုမှ character driven ပုံစံမျိုးနဲ့လာတာဖြစ်ပါတယ်12ပိုင်းထိပါဝင်တဲ့ season တစ်ခုဖြစ်ပြီးကောင်းတဲ့ချက်ကတော့ဒီ series က intelligent ဆန်ဆန် well produced ဖြစ်တာကြောင့်အချိန်ပေးရတာတန်တယ်လို့ဆိုရပါမယ်ဒီဇလန်တွဲရဲ့ဆောင်မှုကအပြည့်ကင်းစင်မှုကိုမိခွန်းထုတ်ဝန်ခံချက်တွေကိုဖလှယ်မယ်ဆိုတာပါပဲနာမည်ကြီးလိုက်တာနဲ့တင်ခံမှန်းရခတ်ပြီးဇလန်ကမကြခင်ရှုပ်ထွေးလာတော့မယ်ဆိုတာကြိုသိနေမှာပါတကယ်လို့တင်ရ K-drama fan ဆိုရင်ဒီဇလန်နဲ့ကမင်းသားမင်းသမီးတွေကိုမြင်တာနဲ့တင်အော်ဒီဇာတ်ကားကိုကြည့်ရမယ်လို့ခံစားမိမှာပါဇလန်စလိုက်တာနဲ့ကျွန်တော်တို့က classic murder case တစ်ခုနဲ့စတင်လိုက်ရပါတယ်မျိုးသားတူတက်ခံရပြီးသူ့ရဲ့ဇနီးယွန်းစုဟာတန်ရာရှိသူဖြစ်လာပါတယ်ဒီနေရာမှာဇလန်ကပုံမှန်စုံတော့ဇလန်ထက်မတရားခံရမှုကိုအလေးပေးတဲ့ true crime documentary ပုံစံမျိုးကိုကူးပြောင်းသွားပါတယ်ကျွန်တော်တို့ဟာဇနီးတဲ့ကိုရောအမှုလိုက်နေတဲ့ရှင်းနေချုပ်ဘတ်တုံဟုံးကိုရောတပြိုင်နက်လိုက်ပါကြည့်ရှုရမှာဖြစ်ပါတယ်။သူဟာစီးမင်းစည်းကမ်းတွေကိုစိတ်မဝင်စားသလိုဇနီးတွေကခင်မုန်းကိုတတ်တယ်ဆိုတဲ့အချက်နဲ့မကိုင်းညီတဲ့အချက်လက်တွေကိုလည်းလုံးဝဂိမ်းမဆိုင်ပါဘူး။သူကအကျင့်ပြတ်ရဲတွေအကြီးကဲတွေကိုကာဝယ်ပေးခြင်းတဲ့လူတစ်ယောက်လို့ထင်ရတယ်။ဒီလိုအခြေအနေမျိုးမှာကိုရီးယားစီးရီးတွေရဲ့အားသာချက်ကပေါ်လာပါတယ်။ဇနီးတွေကရောတကယ်အပြစ်ရှိသလားဆိုတဲ့မိကွန်းနဲ့ပြည်သက်ကိုဆွဲခေါ်သွားပါတယ်။ဇလန်ရဲ့တကယ်အလှည့်ပြောင်းကတော့ယွန်းစုထောင်ထဲရောက်ပြီးနောက်မှာစပါတယ်။ထောင်ထဲမှာသူမကလျှို့ဝှက်ဆန်းကျဲတဲ့အမျိုးသမီးတူနဲ့ဆုံတွေ့ပါတယ်။အဲ့ဒါကတော့မုန်းပါပဲ။မုန်းကိုလူတိုင်းကဆုံးမလူတက်သမားစိတ်ကစင်ကလေးအားဖြစ်နေတဲ့သူဆိုပြီးတော့မှအမျိုးမျိုးသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့သူမကယွန်းစုအတွက်လုံးဝငင်းပယ်ဖို့ခက်တဲ့ကမ်းလှမ်းချက်တစ်ခုကိုပေးရပါတယ်။အဲ့ဒါကတော့ယွန်းစုရဲ့ခင်မုန်းကိုသူမတတ်ခဲ့တယ်လို့ဝန်ခံပေးမယ်ဆိုတာပါပဲ။စဉ်းစားကြည့်ပါမုန်းကအပြင်ထောက်ခွင့်ရမဲ့သူမဟုတ်တော့ပါဘူး။သူမကလည်းလုပ်ခဲ့တဲ့ရက်စက်တဲ့အပြစ်တွေရှိပါတယ်။ဒါပေမဲ့သူမမှာမပြီးပြတ်သေးတဲ့ unfinished business တွေရှိနေတယ်။မိုးဝင်ခံရင်ယွန်းစုထောင်ကလွတ်မယ်ပြီးတော့မိုးရဲ့ကိစ္စကိုဆက်လုပ်ပေးရမယ်ဆိုတာပါပဲ။ဒါကဇလန်ကိုပုံမှန် who done it ပုံစံကနေ moral dilemma ကိုချင်းတရားဆိုင်ရာအချက်တဲနဲ့ high stake thriller ပုံစံမျိုးကိုချက်ချင်းပြောင်းလဲသွားစေတာပါ။တက်ရှင်မှုအတွက်ကိုယ့်ရဲ့အပြစ်ကင်းစင်မှုကိုဘလို့တန်မိုးဖြတ်မလဲဆိုတဲ့မေးခွန်းကိုဒီဇလန်ကဓာတ်ရိုက်မေးခွန်းထုတ်ထားပါတယ်။ဒီဇလန်တို့ရဲ့အကြီးမားဆုံးအားသာချက်ကတော့ casting တရုပ်ဆောင်ရွေးချယ်မှုပါပဲ။ဒါတကယ်ကို wonderful ပါ။ဂျွန်လိုယွန်းကခင်မွန်းတဲ့တမှုနဲ့ဆွဆွဲခံရတဲ့ယွန်းစုနေရာမှာတရုပ်ဆောင်မှုကအမခမ်းပါပဲ။ကေဘော့ဆွန်လိုကားကနေအခုလိုမျိုးခန်းစားချက်ကိုအတွင်းထဲကနေပေါ်ထုတ်ရတဲ့ဇက်ရုပ်ကိုပြောင်းလဲနိုင်စွာသူမရဲ့အရေးချင်းကိုပြသနေပါတယ်။လျှို့ဝှက်စမ်းကြဲပြီးကြောက်စရာကောင်းတဲ့မုံအဖြစ်ကင်ကိုကိုရွေးချယ်မှုက master stroke ပါ။ Exuma လို့ဇာတ်ကားတွေမှာသူမတရုပ်ဆောင်ခဲ့တဲ့ index character ကိုဒီမှာလဲဆက်လက်ထိန်းထားပြီးသူမရဲ့မျက်လုံးတွေကနေပဲဇလန်တစ်ဝက်ကိုပြောပြသွားပါတယ်။ကင်ကိုဝန်းနဲ့ဂျွန်လိုယွန်းတို့ရဲ့မျက်နှာချင်းဆိုင်ဆုံတွေ့တဲ့အခန်းတွေဟာဒီ series ရဲ့အကောင်းဆုံး chemistry တွေထဲကတစ်ခုပါ။ Squid Game ကနေလူသိများတဲ့ဘတ်ဟဲဆူကိုရှင်းနေကြုံနေရာမှာမြင်တွေ့ရတဲ့အခါဇလန်ကပိုပြီးအသက်ဝင်လာပါတယ်။ဒီဇလန်တွဲရဲ့ style and cinematography ကိုလည်းချီးကျူးခြင်းပါတယ်။ Director Lee Chang-ho ရဲ့ရိုက်ကူးမှုဟာဒီ series ရဲ့မူနဲ့လုံးဝကိုက်ညီနေပါတယ်ကဲညီကုန်းချုပ်ရရင် The Price of Confession ဟာ intense ဖြစ်ပြီး beautifully as လှပစွာတရုပ်ဆောင်ထားတဲ့တွေးစရာတွေပေးတဲ့ mystery thriller series တစ်ခုဖြစ်ပါတယ်။တရားရေးစနစ်ရဲ့အမောင်တူလူဆက်ရဲ့ရှုပ်ထွေးမှုနဲ့အဖြစ်ကင်းစင်မှုရဲ့စစ်မှန်တဲ့တန်ဖိုးကိုမေးခွန်းထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။ကျွန်တော်ဒီ series ကို10မှာ8ပေးခြင်းပါတယ်။အကြောင်းကတော့ဇာတ်ရင်ခိုင်မာမှုတရုပ်ဆောင်မှုစွမ်းရည်နဲ့ထုတ်လုပ်မှုအရေးသွေးကြောင့်ပါ။နည်းနည်းပြီးရှုပ်ထွေးတဲ့ crime and psychological thriller ကိုချိုင်းနေတဲ့သူတွေကြည့်သင့်ပါတယ်။ပြည်သက်ကြီးလည်းဒီ series ကိုကြည့်ရှုပြီးရင်သုံးသပ်ချက်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။နားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ် review တွေနဲ့ပြန်လာခဲ့ပါမယ်